ရဲ့လားလို့ငါလေးခဏခဏမေးတာစိုးရိမ်လို့ပါကွာအပေါ်စကားလည်းမဟုတ်ပါတကယ်ကိုတန်မိုးထားတာငါဘဝမှာနင်းဟာအရေးပါလို့နာဘယ်ပဲရင်ပဲတစ်ဆက်ဆက်နာချင်အောင်ရိုက်ခတ်ခံရလေအယိုးကငါချစ်ထော်ရတဲ့တရက်ပူမာနေကောင်းရဲ့လားလို့ငါလေးခဏခဏမေးတာစိုးရိမ်လို့ပါကွာအပေါ်စကားလည်းမဟုတ်ပါတကယ်ကိုတန်မိုးထားတာငါဘဝမှာနင်းဟာအရေးပါလို့နာဘယ်ပဲရင်ပဲတစ်ဆက်ဆက်နာချင်အောင်ရိုက်ခတ်ခံရလေအယိုးကငါချစ်ထော်ရတဲ့တရက်ပူမာမင်းကြောင့်နေတိုင်းတွေ့နေတာယူမတတ်အောင်ပဲချစ်တာပါမင်းကြောင့်ရတိုင်းတွေ့နေတာစိုးရအောင်ပဲချစ်သူပါမင်းဘက်ကိုတော့အလေးတော့ငါလေးတွေ့တယ်လို့ငါကိုငါတော့မေလိုနေတဲ့ချီယူတယောက်ပါအစင်ပြေပါမလားငါတို့ဝေးသွားတဲ့အခါဖြစ်ရင်ဖြစ်တော့ကြိုးမောင်တန်ရောစင်ကိုတီးပါမုံကိုခဏမထားပါထောင်ငါရလာရောခဲ့ရင်လေငါရဆက်ရှိမောင်နှမချစ်နဲ့ဆက်ချစ်ပေးပါကွာဘယ်ပဲရင်ပဲဆက်ဆက်နဲ့မနာချင်ရအောင်ပါလားလို့ငါလေးခဏခဏမေးတာစိုးရိမ်လို့ပါကွာအပေါ်စကားလည်းမဟုတ်ပါတကယ်ကိုတန်မိုးထားတာငါဘဝမှာနင်းဟာအရေးပါလို့နာဘယ်ပဲရင်ပဲတစ်ဆက်ဆက်နာချင်အောင်ရိုက်ခတ်ခံရလေအယိုးကငါချစ်ထော်ရတဲ့တရက်ပူမာမင်းကြောင့်နေတိုင်းတွေ့နေတာယူမတတ်အောင်ပဲချစ်တာပါမင်းကြောင့်ရတိုင်းတွေ့နေတာစိုးရအောင်ပဲချစ်သူပါမင်းဘက်ကိုတော့အလေးတော့ငါလေးတွေ့တယ်လို့ငါကိုငါတော့မေလိုနေတဲ့ချီယူတယောက်ပါအစင်ပြေပါမလားငါတို့ဝေးသွားတဲ့အခါဖြစ်ရင်ဖြစ်တော့ကြိုးမောင်တန်ရောစင်ကိုတီးပါမုံကိုခဏမထားပါထောင်ငါရလာရောခဲ့ရင်လေငါရဆက်ရှိမောင်နှမချစ်နဲ့ဆက်ချစ်ပေးပါကွာဘယ်ပဲရင်ပဲဆက်ဆက်နဲ့မနာချင်ရအောင်ပါငါရဆက်ရှိမောင်နှမချစ်နဲ့ဆက်ချစ်ပေးပါကွာဘယ်ပဲရင်ပဲဆက်ဆက်နဲ့မနာချင်ရအောင်ပါငါရဆက်ရှိမောင်နှမချစ်နဲ့ဆက်ချစ်ပေးပါကွာဘယ်ပဲရင်ပဲဆက်ဆက်နဲ့မနာချင်ရအောင်